အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Nocturne Run ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ရဲ့ခေါင်းစဉ်ကတော့ဇီဝအလင်းထုတ်လုပ်ခြင်း bioluminescence ပဲဖြစ်ပါတယ်ကျွန်တော်တို့တွေပင်လယ်ကမ်းခြေကဤလိုင်းလေးတွေအပြာရောင်တောက်နေကြတာကိုမြင်ဖို့ကြမှာပါဒီလိုအယောင်တောက်နေရတဲ့အကြောင်းရင်းကတော့တဘာဝတရားကြီးကြောင့်ပါပဲပင်လယ်ရေထဲကဇီဝအလင်းထုတ်လုပ်တတ်တဲ့တက်ရှိလေးတွေကသူတို့အနောက်အရှက်ပြုခံရတဲ့အခါမျိုးမှာစုဝေးလို့အလင်းထုတ်လုပ်တတ်ကြတာဖြစ်ပါတယ်ဇီဝအလင်းထုတ်လုပ်ခြင်းဆိုတာကဓာတုအလင်းထုတ်လုပ်မှုတစ်မျိုးဖြစ်ပြီးတော့တက်ရှိဇီဝရုပ်ထဲမှာဖြစ်ပွားတတ်တဲ့ဓာတုတက်ပြမှုကနေအလင်းထုတ်လုပ်တာပဲဖြစ်ပါတယ်။သူက20ရာခိုင်နှုန်းတက်နေတဲ့အလင်းမှာပဲအပူဖြာထွက်တဲ့အလင်းအေးခိုးလိုက်အမျိုးအစားဖြစ်ပါတယ်။ဒီဓာတုတက်ပြမှုမှာဆိုရင် luciferin နဲ့ luciferate ဒါမှမဟုတ် photoprotein တစ်မျိုးလိုအပ်ပါတယ်။ဒီလိုဇီဝအလင်းထုတ်လုပ်တတ်တဲ့တက်ရှိအများစုကိုသမုဒ္ဒရာထဲမှာတွေ့ရပြီးငါးဘက်တီးရီးယားဂျယ်လီငါးမိုနဲ့ပိုဆုံကျူးတို့ပါဝင်ကြပါတယ်ပင်လယ်သမုဒ္ဒရာအနက်ပိုင်းထဲမှာတော့ဇီဝအလင်းထုတ်လုပ်တတ်တာကအသက်ရှင်တန်ရဲ့အတွက်အတော်လေးအရေးပါပါတယ်တချို့တပ်တော်တွေကသားကောင်ကိုဖမ်းယူဖို့အသုံးချပြီးတချို့ကတော့ကိုကာကွယ်တတ်ကြပါတယ်အန်ဂလာ fish လိုငါးတွေကသားကောင်ကိုဖမ်းယူဖို့အတွက်ဖျားယောင်းကြပြီး Marine hatchet fish လိုအကောင်တွေကတော့ပိုက်သေးကနေအလင်းထုတ်လုပ်ပြီးတော့အလင်းရောင်နဲ့ယွန်းနှုံးလို့သားကောင်ကိုအာရုံလေးတတ်ကြပါတယ်ဇီဝအလင်းထုတ်လုပ်ခြင်းဆိုတာကသိပ္ပံပညာရှင်တွေကိုဆရာဆွေးနွေးများစွာအားအသင့်စေခဲ့ပြီးကြမ်းတမ်းတဲ့ပတ်ဝန်းကျင်အခြေအနေမှာသက်ရှိတွေကဘလို့စင်ကဲပြောင်းလဲသွားကြတယ်ဆိုတာကိုနားလည်စေပြီးနည်းပညာအသစ်တွေကိုတည်ထွင်နိုင်ဖို့အတွက်တွန်းအားဖြစ်စေခဲ့ပါတယ်။အခုဆိုရင်တော့သုတေသနပညာရှင်တွေကဇီဝအလင်းထုတ်လုပ်ခြင်းကိုတူပါပြီးဆေးဘက်ဆိုင်ရာနဲ့တဘာဝပတ်ဝန်းကျင်လေ့လာရမှာအသုံးချဖို့ကြိုးပမ်းနေကြပြီပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးကြပါဦးနော်။